တိုက်တန်းနဲ့တင်မောကြီးနင်းမြုပ်သွားခဲ့တာအခုဆိုရင်114နှစ်တောင်ရှိသွားခဲ့ပါပြီ။ဒါပေမဲ့ဘာဖြစ်လို့အခုထိဆယ်ယူလို့မရသေးတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပညာရှင်တွေကတော့ထိတောင်မထိတင်ဘူးလို့ရှင်းပြထားကြပါတယ်။ဒါပိုက်ဆံမရှိလို့ဒါမှမဟုတ်နေပညာမရှိလို့မဟုတ်ဘဲနဲ့ဒီတင်မောကြီးကအထဲမှာဘာမှမရှိတော့တဲ့တန်မဏိလူသေးကောင်ကြီးလိုဖြစ်နေလို့ပါ။တန်စားဘက်တီးရီးယားပေါင်းဂရေဂရာချီပြီးတော့တင်မောတစ်စီးလုံးကိုဝါမျိုးနေခဲ့တာကြောင့်တင်မောကြီးကအခုခါမှာအခွန်တက်တက်ပဲကြံရှိပါတော့တယ်။အခုဆိုရင်တင်မောကဆွေးမြေ့နေလို့ရေစီးချောင်းလေးနည်းနည်းလေးတွန်းလိုက်ုံနဲ့တင်ပြိုကျသွားနိုင်တဲ့အနေအထားမှာရှိနေခဲ့ပြီးတော့နောက်ထပ်အနည်း20လောက်ဆိုရင်ဒီတင်မောကြီးကလုံးဝပျောက်ကွယ်သွားတော့မှာပါ။တိုက်တန်းနဲ့တင်မောကြီးအတွက်တကယ်တမ်းကြောက်စရာကောင်းတာကတော့အာနာပိုင်တွေ83နှစ်ကြာအောင်ဖုံးကွယ်ထားခဲ့တဲ့လိန်ညာမှုကြီးကြောင့်ပဲဖြစ်ပါတယ်။မတော်တဆမှုဖြစ်ပြီးတဲ့နောက်မှာအာနာပိုင်တွေကတင်မောကြီးဟာတစ်ဆက်တည်းနှိမ့်မြုပ်သွားတာလို့အခိုင်အမာပြောခဲ့ကြပါတယ်။တင်မောကြီးကနှစ်ပိုင်းကျိုးသွားတာကိုကိုယ်တိုင်မြင်ခဲ့တဲ့လွတ်မြောက်လာသူတွေရဲ့တပ်တွေထွက်ဆိုချက်တွေကိုတောင်စိတ်ဓာတ်အားကြောင့်မြင်အောင်လားလို့ပယ်ချခဲ့ကြပါတယ်။ဒါပေမဲ့1985ခုနှစ်မှာကင်မရာပါတဲ့ရေအောင်ဆဲရုပ်တွေကနန်ဆိုင်နဲ့ပင်လယ်အောက်ကိုဆင်းသွားတဲ့အခါမှတစ်ကမ္ဘာလုံးကအံ့အားသင့်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုရင်တော့တင်မောဦးပိုင်းနဲ့အမီပိုင်းကတနေရာထဲမှာမဟုတ်ဘဲနဲ့မီတာ600တောင်ဝေးနေတာကိုတွေ့လိုက်ရလို့ပါ။ဒီ600မီတာကြားကတိတ်ဆိတ်မှုတွေမှာဆိုရင်တော့ဘလို့ကြောက်စရာကောင်းတဲ့ယူပဗေဒသဘောတရားတွေရှိနေမလဲ။လူပေါင်း1500ကျော်တည်ဆုံခဲ့ရတဲ့ဒီဖြစ်ရဆိုတာရေခဲတောင်နဲ့တိုက်မိတဲ့ရိုးရိုးမတော်တဆမှုပဲလား။အဲ့ဒီအသက်ရှူကျက်စရာကောင်းတဲ့2နာရီ40မိနစ်အတွင်းမှာဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုသိဖို့အတွက်တင်မောစတင်တိစောက်ခဲ့တဲ့အချိန်ကိုပြန်သွားကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဒီ insight ကနေကြိုဆိုလေးရပါတယ်ဘိုးတူတာရဖို့အတွက်စာပေကောင်းတွေကိုအမြဲမပြတ်ရှာဖွေဖတ်ရှုပါအဲ့လိုစာမဖတ်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ The Insight Channel လေးမှာအမြဲမပြတ်လာရောက်ကြည့်ရှုနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့အတွက်တောင်းဆိုပါရစေ1912ခုနှစ်ဧပြီလ10ရက်နေ့မှာအင်္ဂလန်နိုင်ငံ Southampton ဆိပ်ကမ်းမှာလူတွေကစုပြုံတိုးဝေနေကြပါတယ်အရှည်160မီတာအလဲချိန် 4.6 တန်ရှိပြီးတော့လူပေါင်း1000ကျော်တင်ဆောင်ထားတဲ့ဒီသင်္ဘောကြီးဟာဘယ်တော့မှမနစ်နိုင်တဲ့သင်္ဘောကြီးလို့နာမည်ကြီးခဲ့တာပါဒါပေမဲ့တကယ်တမ်းမှာတော့ဒီသင်္ဘောလက်မှတ်ဟာဒီမင်းစီကိုသွားဖို့အတွက်ဖြစ်နေခဲ့ပါတယ်သင်္ဘောရဲ့ကုမ္ပဏီဥက္ကဋ္ဌ Bruce Ismay ပထမတန်းကလေကားကြီးကိုပိုခန်းထားခြင်းလို့သင်္ဘောအောက်ခြေကရေလုံကမ်းနံရံတွေကိုရှော့ချပစ်ခဲ့ပါတယ်ပြီးတော့တထဲတွေပင်လယ်ပင်ကြီးတာကိုမပိတ်ပင်ခြင်းလို့ကယ်ဆယ်ရေးလေတွေကိုလည်း48စီးရှိရမယ့်စား16စီးပဲထည့်ခိုင်းခဲ့ပါတယ်ဒီရတက်ကတင်မောဘော်ကလေတူဝါစာတောင်မရှိခဲ့ပါဘူးဒါလည်းမကသေးပဲနဲ့တင်မောဦးပိုင်းကွေးတဲ့နေရာမှာလဲခိုင်ခန့်တဲ့တံမဏိတံမိုးတွေမတုံးမနဲ့အရေးသွေးညံ့တဲ့တံမိုးတွေကိုတုံးခဲ့ကြပါတယ်ဒီမတော်တဆမှုကြီးမှာတိုက်ဆိုင်မှုတွေလည်းအများကြီးရှိခဲ့ပါတယ်လွန်ခဲ့တဲ့2နှစ်ကတည်းက Greenland ကျွန်းကနေကွဲထွက်လာတဲ့တန်ချိန်တစ်တန်းရှိတဲ့ရေခဲတောင်ကြီးဟာပင်လယ်ရေစီးကြောင်းအတိုင်းမျောပါလာခဲ့ပြီးတော့ထိုက်တန်းနဲ့လမ်းကြောင်းပေါ်ကိုကွက်တိရောက်နေခဲ့တာပါရေခဲတောင်ကိုဘာလို့မမြင်ခဲ့ကြတာလဲဆိုတာကလည်းအံ့ဩစရာအကြောင်းရင်းရှိနေပါတယ်တင်မောထွက်ခါနီးမှာတင်မောကပရင်ကအရာရှိတယောက်ကိုအလုပ်ထုတ်လိုက်ပါတယ်အဲ့ဒီအရာရှိကစိတ်ဆိုးပြီးတော့ရေခဲတောင်ကိုကြည့်နိုင်တဲ့တစ်ခုတည်းသောမှန်ပြောင်းရှိတဲ့ဗီဒီယိုတော့ကိုယူသွားခဲ့ပါတယ်ဒါကြောင့်တင်မောသားတွေကရေခဲတောင်ကိုတာမန်မျက်စိနဲ့ပဲစောင့်ကြည့်ခဲ့ရပါတယ်။ဂျင်းနဲ့ရိုက်တဲ့လူဖြစ်တဲ့ Felix ကလည်းရေခဲတောင်သတိပေးချက်6ကြိမ်တောင်ရခဲ့ပေမဲ့တရေတွေရဲ့ကိုရေးကိုတာဂျင်းနှန်းတွေကိုပဲရိုက်ပေးနေခဲ့ရလို့ဗီဒီယိုမဆိုင်ခဲ့ရပါဘူး။ကယ်လီဖိုးနီးယားတင်မောက32ကီလိုမီတာအကွာအဝေးကနေသတိပေးချက်လမ်းပို့တာတောင်မှပဲငါအလုပ်ကိုနှောက်ယှက်တယ်ဆိုပြီးတော့ Felix ကပြန်ဆဲခဲ့ပါသေးတယ်။ဒါကြောင့်အဲ့ဒီတင်မောကလည်းစိတ်ဆိုးပြီးတော့ဆက်ပိတ်ပြီးတော့အိပ်ပျော်သွားခဲ့တာကြောင့်ထိုက်တန်းတဲ့အတွက်နောက်ဆုံးမျှော်လင့်ချက်ကပြတ်တောက်သွားခဲ့ရပါတယ်။ဧပြီလ14ရက်ည7:39မိနစ်မှာတော့မီတာ100အကွာမှရေခဲတောင်ကြီးကိုမြင်လိုက်ရပါတယ်။တင်မောကိုအစွမ်းကုန်꿰ခဲ့ပေမဲ့လည်းအရှိန်နဲ့၄ချိန်ကြောင့်ရေခဲတောင်နဲ့တိုက်မိသွားပါတယ်။ကျွန်တော်တို့ရုပ်ရှင်ထဲမှာမြင်ရသလိုတင်မောကြီးကအပေါက်ကြီးဖြစ်သွားတာမဟုတ်ဘဲနဲ့တကယ်တမ်းဖြစ်သွားတာကတော့ရေအေးထဲမှာကျွတ်ဆက်နေတဲ့အရေသွေးညံ့တံမိုးတွေဟာရေခဲတောင်ရဲ့ဖိအားကြောင့်ဈေးဖြုတ်လိုက်သလိုမျိုးတစ်ခုပြီးတစ်ခုပြုတ်ထွက်သွားတာပါတင်မောရဲ့နာမသေးငယ်တဲ့အကွဲကြောင်6ခုပဲဖြစ်သွားခဲ့ပေမဲ့လည်းရေတွေကတော့တစ်စက္ကန့်ကိုတန်400နှုန်းနဲ့ဝင်လာပါတော့တယ်ရေလုံကန်းနံတွေကလည်းနှိမ့်နေတဲ့အတွက်ရေတွေကနောက်ခန်းတွေကိုပါကူးဆက်သွားခဲ့ပြီးတော့တင်မောဒီဇိုင်နာကဒီတင်မောက2နာရီအတွင်းနစ်တော့မယ်လို့ပြောခဲ့ပါတယ်အဲ့ဒီချိန်မှာကပတိန်ကအမျိုးသမီးနဲ့ကလေးတွေကိုအရင်ကယ်ခိုင်းခဲ့ပေမဲ့လည်း
ဒုတိယအရာရှိကတော့အမျိုးသမီးနဲ့ကလေးကလွဲလို့ကြံတဲ့လူတွေကိုလုံးဝမတင်ဖို့အမိန့်ကိုလွဲမှားစွာနဲ့နားလည်ခဲ့ပါတယ်။မျိုးသားတွေကလည်းနောက်ဆုတ်ပေးပြီးတော့အခွင့်အရေးကိုပေးခဲ့ကြရမယ်လေ။တချို့အမျိုးသမီးတွေကတော့ခင်မွန်းတွေကိုထားခဲ့ပြီးမသွားခြင်းခဲ့တာကြောင့်အတူတူသေဆုံးမှုကိုပဲရွေးချယ်ခဲ့ကြပါတယ်။ကယ်ဆယ်ရေးလေးတွေကလည်းလူအပြစ်မပါဘဲနဲ့ထွက်ခွာသွားခဲ့ကြပါတယ်။ဖခင်တယောက်ကတော့သူ့ရဲ့သားကိုအိတ်ထဲထည့်ထားပြီးတော့အထုပ်ထုပ်လိုလှေပေါ်ပြစ်တင်ပေးခဲ့ပြီးတော့သူကိုယ်တိုင်ကတော့ပြုံးပြီးတော့အမောင်ထဲမှာကြံရစ်ခဲ့ပါတယ်။ဒါပေမဲ့ဂျပန်လူမျိုးဟာဆာဘူမီဟိုဆူနိုကတော့အမိန့်ဝတ်ဆဝတ်ပြီးတော့လေပေါ်ကိုခိုးတက်ခဲ့ပါတယ်။သူအသက်ရှင်ခဲ့ပေမဲ့လည်းဂျပန်ကိုပြန်ရောက်တဲ့အခါမှာတော့တကမ္ဘာလုံးရဲ့ကဲ့ရဲ့မှုကိုခံခဲ့ရပါတယ်။တင်မော်ရဲ့ကုမ္ပဏီဥက္ကဋ္ဌဘရူးစ်ကတော့လူပေါင်း1500ကျော်ကိုပစ်ထားခဲ့ပြီးကယ်ဆယ်ရေးလေပေါ်ခိုးတက်ပြီးတော့ထွက်ပြေးခဲ့ပါတယ်။ဂျေနာရိုက်တဲ့ဖီလစ်ကတော့သူလုပ်ခဲ့တဲ့အမားတွေအတွက်နောက်သားရပြီးတော့တင်မော်နေတဲ့အထိအကူအညီတောင်းတဲ့ဂျီနန်တွေကိုရရင်းနဲ့သေဆုံးသွားခဲ့ပါတယ်။ည12:18မိနစ်မှာတော့တင်မော်ကြီးရဲ့အမိပိုင်းဟာဒေါင်းလိုက်ကြီးဖြစ်သွားခဲ့ပြီးတော့တံပဏိကျိုးပြတ်တန်တွေကဟိန်းထွက်လာပါတယ်။ဒီလိုနဲ့ပဲတင်မော်ကြီးကနှစ်ပိုင်းကျိုးသွားခဲ့ပါတယ်။ဦးပိုင်းကတော့ရေတွေအပြည့်ဝင်နေလို့ဖြည်းဖြည်းချင်းနဲ့နေသွားခဲ့ရမယ်လေ။အမိပိုင်းကတော့အထဲမှာလေတွေရှိနေလို့ရေနံပိုင်းကိုရောက်တဲ့အခါမှာရေဖိအားကြောင့်အတွန်းဘက်ကိုပေါက်ကွဲသွားခဲ့ပါတယ်။3800မီတာအနက်မှာရှိတဲ့ရေဖိအားကကားစီ900-600လောက်နဲ့ဖိထားသလိုပြင်းထန်တာကြောင့်အမိပိုင်းကတော့လုံးဝပုံပြတ်ပန်းပြတ်ဖြစ်သွားခဲ့ရတာပါဒီလိုနဲ့ပဲနောက်ဆုံးမှာတော့လူပေါင်း900ကျော်ပဲအသက်ရှင်ခဲ့ရပြီးတော့ဗြိတိန်ကစုံစမ်းစစ်ဆေးတဲ့အခါမှာတော့ဘသူမှအပြစ်မရှိဘူးဆိုတဲ့ရည်စရာကောင်းတဲ့ဆုံးဖြတ်ချက်ကိုပဲဝမ်းနဲ့စွာနဲ့ချမှတ်ခဲ့ကြပါတယ်အခုချိန်မှာဆိုရင်တော့ထိုက်တန်နဲ့တင်မော်ကြီးဟာပင်လယ်အောက်မှာလူသားတွေရဲ့မာနနဲ့အောင်မြင်မှုတွေဟာတဘာဝတရားရဲ့ရှေ့မှာဘလောက်ထိတင်းငယ်တယ်ဆိုတာကိုတက်တည်ပြနေတဲ့အထိတ်အမှတ်ကြီးတစ်ခုလို့ရှိနေပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါခုတင်ဆက်ပေးခဲ့တာကတော့ဒိုင်တန်နဲ့တင်မော်ကြီးနစ်မြုပ်သွားပြီးတဲ့နောက်လုံးဝဆာနာပျောက်ဆုံးသွားနိုင်တဲ့အခြေအနေတွေကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်ရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားတဲ့ရင်လည်း subscribe လုပ်ဖို့အတွက်တောင်းဆိုအပ်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ